အခုဒီကျွန်တော်တို့ကဘာမှအမားမရှိသေးဘူးမင်းအဲ့စာကတ်ထားတာစက်တော်ရေးလမ်းကြောင်းမှာစက်တော်ရေးလမ်းကြောင်းဥပဒေရမင်းအဲ့လိုစာကတ်လို့ရတယ်တက်နေရခိုင်းတာလေတက်နေရခိုင်းတယ်လို့ကျွန်တော်မလုပ်ပါဘူးလားတက်နေရခိုင်းတာကျွန်တော်မလုပ်ပါဘူးလားပြောတက်နေရခိုင်းရှင်းနားမယ်လေမင်းပါအောင်လေဟဲ့မင်းပါအောင်လေကျွန်တော်တာဝန်ရပြောနေတာမင်းကတာဝန်ဆိုငါတာဝန်ရှိတယ်ဟုတ်တယ်ဘုံမှုတာဝန်တနေ့လုံးကအောက်ချုပ်နေတာအေးအဲ့ဒါတက်နေရတယ်ဘုံမှုတို့နဲ့ကျွန်တော်ဘုံမှုလဲဟိုကဘုံမှုလဲပညာတယ်ပဲကျွန်တော်လည်းပညာတယ်ပဲမင်းဘယ်တက်ကတက်တာငါသိတယ်မင်းတာကတက်တာအဲ့ဒါမပြောနဲ့ဘိုင်းစာချင်းတော့ထွက်လာအဲ့ဒါကိုမပြောနဲ့ဘုံမှုအခုဘုံမှုတာဝန်လေဘုံမှုမှာမလိုက်စီမှာတာဝန်ရှိတယ်ကျွန်တော်လည်းဒီမှာကျွန်တော်တာဝန်ရှိတယ်အေးဘာဖြစ်ကျွန်တော်တာဝန်ရှိလို့ကျွန်တော်ပြောတာမင်းတာဝန်ဒီကိတ်တကိတ်ပဲရှိတယ်မဟုတ်လေအဲ့ဒါဘုံမမေးတာတမျိုးလုံးတာဝန်ရှိတယ်မင်းတို့တာဝန်ရှိတက်တယ်ကိုဒီကစောက်ယူတာအေးတက်နေမှုတာဝန်ပေးတာလေတက်နေမှုတာဝန်ပေးတာလေတက်တယ်ကိုပေးပါတာဝန်ပေးတယ်တက်နေမှုကကျွန်တော်တာဝန်ပေးတယ်စားရချင်းတယ်တက်နေမှုကိုမေးတက်နေမှုကိုမေးမေးစရာမလိုငါခုတက်တယ်ဘူးအခုကကျွန်တော်အခုတက်နေမှုဖုံးဆက်မှာဆက်ဘုံမှုဝင်နေအောင်ကျွန်တော်အခုဆက်မှာပြောမယ်မင်းပြောမယ်ငါလည်းပြောမယ်ကျွန်တော်လည်းပြောမယ်ဟုတ်ပြီနော်ကျွန်တော်ကဘာမှပြောတာရိုင်းတိုင်းဘုံမှုပြောတာမရှိဘူးလားရှိတယ်တစ်ခွက်လုံးရှိတယ်မင်းပြည်သူစစ်ကတို့လုပ်တယ်ဟဲ့စစ်သားစစ်တွေဘာလုပ်နေလဲပြောရဲစစ်တွေဘာလုပ်နေလဲတဲ့မဆက်ခုဆက်တယ်အခုမင်းလည်းငါတွေ့နေတာကြာပြီဟဲ့စီကျူဟုတ်ပါဘူးတိုင်းစာရင်ထွက်တယ်ကောတွေ့ကြသေးတော့ဘောမင်းဆိုင်တော့မကဲရဟဲ့ငါတော့ဘယ်ကောမကဲရတော့ဒီလိုခွဲချပြန်မနားလားစောက်ယူအင်စားဘစ်ကွာနော်အင်စားဘစ်ကွာဒီတော့ကကြည့်ကြည့်နေတာစောက်ပါလာတော့ဝရတယ်အေးလိုးတယ်ကျွန်တော်တို့အကုန်လုံးကိုပြောတာဆက်ပြောတာဆက်တော့ရကိုခွဲကြပြန်မင်းဆက်ခမ်းမဲလာပြီဆက်ဖြည်းဖြည်းပြောင်းချောနေဘေး low flight စားချင်ဘုံမှုစကားပြောတာအရန်ဟိုလွန်နေပြီနော်ကျွန်တော်ကဘာမှမဖြစ်ဘူးတို့တော့ဒီဖြစ်လားဆက်တော့ခုပဲဆက်ဘူးဘုံမှုတော့ကိုင်းဘူးဘုံမှုတော့ကိုင်းဆက်မင်းဆက်မင်းဆက်ငါပြောပြီအေးတို့တွေ့ကြသေးတယ်ဗျမင်းပါကောင်းလားခါကောင်းလားပြကြသေးတယ်ဟုတ်လားဂိမ်းမှာလာပြီးစောက်ပါလာပါပြီးငါပြလာပြီးတော့မင်းဖားလဲဘုံမှုဆိုပါတယ်ဗျလာလို့ဘုံမှုကကျွန်တော်မပြောဘူးတွေ့တယ်အခုတက်နေဘုံမှုဆက်နေဘုံမှုမနိုင်သေးဘူးဘုံမှုအဘဒီမှာကျွန်တော်ဟိုတုံးကိတ်မှာပါတုံးကိတ်မှာကျွန်တော်တို့ကဟိုနေ့ကဗာဟိုလုံလုံလေးစကူးမှာဝီတုံလုံးဝင်ကကျွန်တော်တို့မှန်ချပါဆိုတဲ့စာတွေကတ်ခိုင်းနိုင်လေဗာကားတွေကိုလေအဲ့မှာကျွန်တော်တို့ကမှန်မချတဲ့ကားတိုင်းကိုမှန်ချခိုင်းတာဗာချခိုင်းတော့အဲ့မဲ့အခု80ဘန်နဲ့ကားတစ်စီးလာတယ်လာတော့ကျွန်တော်တို့ကဘယ်မှမသိဘူးမှန်မချတဲ့အတွက်မှန်ချပါလို့ကျွန်တော်လမ်းပြောတယ်လမ်းပြောချိန်မှာအဲ့ကားကလာတယ်ကျွန်တော်တို့ကလာထုတ်လာပြီးသူကမလိုင်းစီမန်ကဘုံမှုဝေပြိုးတယ်ဝေမှုဝေပြိုးဆိုကျွန်တော်တရက်နဲ့လည်းချိန်တယ်မင်းဘာတာဝန်လဲမင်းဘာတာဝန်ချင်းငါမလိုင်းစီမန်ရတယ်လက်ပြိုးကြီးလည်းထုတ်ပြီးတော့ကျွန်တော်တို့ကိုခွဲပလိုက်မယ်လို့ပြောတယ်ဘုံမှုမင်းကျွန်တော်တို့ကဒီမှာကျွန်တော်တို့တက်နေမှုကတာဝန်ပေးထားဆိုတော့မင်းတက်နေမှုကတာဝန်ပေးထားတယ်မင်းကျင်းနှမ်းရှိလာတယ်တာဝန်ရှိလာတယ်ကျွန်တော်မိလာတမျိုးလုံးကမင်းတာဝန်ယူထားတာဒီတာဝန်ပဲရှိတာမင်းဖလိုက်စာချင်းနဲ့ဖက်တယ်ပြောပြီးငါပြောမယ်မင်းပြောပြီးငါပြောဟုတ်တယ်ဘုံခဏလေးဘုံပြောတဲ့စကားတွေပဲပြောကျွန်တော်ပြောတယ်တနေ့ရတယ်မပြောဘူးကျွန်တော်တို့ကတနေ့နဲ့လည်းချိန်တယ်လက်ပြဘုံနဲ့လည်းခွဲ